ဆွေကအခုလက်ရှိထိုင်းမှာလဲနေတယ်မိုဘိုင်းဘန်ကင်းကိုလည်းကိုယ့်ရဲ့ဖုန်းထဲမှာထည့်ပြီးအသုံးပြုနေတယ်ဆိုရင်တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာမျှဝေပေးသွားမယ့်အကြောင်းအရာလေးကတော့ထိုင်းမှာနေပြီးတော့ဘဏ်အကောင့်ဖွင့်ပြီးဘဏ် software တွေကိုသုံးနေကြတဲ့သူတွေအတွက်ထိုင်းအစိုးရကနေအသစ်ထုတ်ပြန်လိုက်တဲ့အရေးကြီးတဲ့သတင်းလေးနဲ့ပတ်သက်ပြီးတော့သိထားသင့်တာတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျာထိုင်းဘဏ်တွေဖြစ်တဲ့ကာစီကွန်ဘဏ် SCV ထိုင်းဖန်နစ်ဘဏ်ဘန်ကောက်ဘဏ်ခရွန်ထိုင်းဘဏ်ခရွန်စီဘဏ်စတဲ့ဘဏ် software တွေကိုအသုံးပြုနေကြတဲ့သူတွေအတွက်လာမယ့်2026ခုနှစ်ကနေစပြီးတော့ဖုန်းရဲ့ Android version က10ထက်နှိမ့်တဲ့ဖုန်းတွေအတွက်ဘဏ် software တွေကို download ဆွဲလို့မရတော့သလိုအသုံးပြုခွင့်လည်းမပေးတော့ဘူးဆိုပြီးတော့ကြေညာလာတာပဲဖြစ်ပါတယ်ခင်ဗျာဘာကြောင့်လဲဆိုရင်တော့ကိုယ့်ရဲ့ဖုန်း version ကနှိမ့်နေမယ်ဆိုရင်တော့ကိုယ့်ရဲ့ band software ကို hacker တွေအထူးသဖြင့်တော့ကြားဖြန့်တွေရဲ့အလွယ်တကူခိုးယူခြင်းကနေကာကွယ်နိုင်အောင်အခုလိုထုတ်ပြန်ထားတာဖြစ်တယ်လို့လည်းသိရှိရပါတယ်ဒါကြောင့်မလို့မိတ်ဆွေတို့ရဲ့ဖုန်းတွေက Android version 10ထက်မြင့်နေလားနှိမ့်နေလားဆိုတာကိုဘယ်လိုမျိုးစစ်ဆေးကြည့်လို့ရမလဲဆိုတာဒီဗီဒီယိုလေးမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ကဲဒါဆိုရင်တော့ကိုယ့်ရဲ့ဖုန်း version ကိုဘယ်လိုစစ်ဆေးရမလဲဆိုတာကျွန်တော်နဲ့အတူတူလေ့လာကြည့်လိုက်ကြရအောင်